အားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ဒါ6ရက်4လ2025ရဲ့Series A ပွဲချုပ်3တစ်ချက်ဗီဒီယိုဖြစ်ပါတယ်ဒီနေ့လဲကျွန်တော်တနင်္ဂနွေပွဲချုပ်3တစ်ချက်3ပုတ်ဒါတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ Series A တစ်ပုတ်ဒီဗီဒီယိုတင်မယ်နောက်နှစ်ပုတ်ကတော့ဒါ La Liga တစ်ပုတ်နဲ့နောက်ဆုံးကတော့ဒါ Premier League နဲ့ရွေးချယ်မှုအဲ့ထဲမှာအားလုံးဒါပြန်ပြီးပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီတပွဲချင်းစီအလိုက်ကျွန်တော်တက်တီးသန့်တပုတ်ချင်းစီပြောပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒါ Winesbet မှာဆော့မဲ့ညီကိုတွေနေရလဲ Winesbet promo code ဖြစ်တဲ့ဒါ GB777 ကိုအသုံးပြုပြီးတော့လေ 100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Winesbet မြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မဟုတ်ဒါဒီ website ရဲ့customer service call လေးကိုနှိပ်ပြီးတော့လဲ24နာရီတီးလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်ဒါအစောပွဲကတော့ Lecce နဲ့ Venezia ပွဲပေါ့နော်အဲ့တော့ Series A မှာဒီနေ့ကြိုက်တာကတော့နှစ်ပွဲပဲရှိတယ်ပေါ့နော်တိုရိုင်နိုနဲ့ဒီဗီရိုနာပွဲကြိုက်တယ်အက်လန်နာနဲ့လာဇီယိုပွဲပါပါလေးကြိုက်တယ်ဆိုတော့ကျန်တဲ့ပွဲ3ပွဲလုံးကတော့ကျွန်တော်ရှောင်းနေတယ်မှာပါတယ်ပေါ့လေဒီထဲမှာအစောပွဲအနေနဲ့ပြန်ပြီးသုံးသပ်ရမယ်ဆိုရင်တော့ Lecce နဲ့ Venezia ပွဲလေးရှိမယ်အဲ့တော့ဒီမှာက Lecce အနေနဲ့ဒါအိမ်ခွင်းမှာ level 30ပေးထားပြီးတော့မှနှလုံးကို30ရှုံးဆိုတဲ့ကိုပေါင်းဝင်ရုံးနဲ့ဒါပြန်ကာထားခြင်းဖြစ်ပါတယ်အဲ့တော့ Lecce အသင်းကအမှန်တိုင်းပြောရင်တော့လက်ရှိအနေထားရအဆင့်7ခွန်မှာတန်းစင်းဆောင်ကနေဒါ2မှတ်ပဲกว่าတဲ့အနေထားမျိုးဖြစ်တာကြောင့်အိမ်ခွင်းအားသာချက်ကြောင့်တစ်ဖက်ကအဆင့်19ဖြစ်တဲ့ Venezia ရမှတ်20ပဲရတဲ့အသင်းကိုရှင်ပြိုင်တွေ့ဆုံမှုမှာဒီတက်တော့အနှဲငယ်လေးတော့ကြေးပူပြင်းနေတယ်လို့ယူဆတယ်ပထမကြောမှာတော့ Venezia အိမ်ကွန်းမှာ Venezia ကဒါ level 50ရှုံးတဲ့ online ကျွန်တော်ကြေးလေးပြပေးမယ်နော် Okay အဲ့တော့ပထမအကြောတော့ Venezia အိမ်ကွန်းမှာ Venezia အသင်းဘက်က level 50ပေးပြီးတော့ဒါ Z1 ဆိုရဲရလက်ထွက်ခဲ့တယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်နဲ့ပေးတဲ့ကြေးရလဲ Lecce ဘက်က level 50ရှုံးပြန်ပေးရမှာဖြစ်ပါတယ်အဲ့တော့တန်းစင်းဆုံးဒါ battle တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့် Lecce အနေနဲ့တစ်ဖက်က Venezia အသင်းကိုပေးတဲ့ level 30ဆိုတဲ့အနေအထားမျိုးဟာလက်ကျန်ပွဲတွေနဲ့ရှင်ပြီးကြည့်ရမယ်ဆိုတော့ဒီကြေးကပျော့တယ်ဗျာဒီလားအနှဲငယ်လေးတော့ပျော့နေတယ်တမိုင်းတစ်ချောင်းမှာတော့2000ခုနှစ်ကစလို့လက်ရှိချိန်ထိ Lecce အိမ်ခွင်းတမိုင်းတစ်ချောင်းမှာ Venezia ကိုတခါမှတော့မရှုံးဘူးနောက်ဆုံးတွေ့တာ2021ဒါ Series B မှာတွေ့တာ level 100ရှုံးနောက်ဆုံးပေးခဲ့တယ်1-1နဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့အခုပေးတဲ့ G အရစဉ်းစားမယ်ဆိုရင်တော့ G ကတော့တော်တော်လေးပျော့တဲ့ G လို့ပဲပြောရမယ်အနေထားပေါ့လीအဲ့တော့ Lecce ကိုနေသင်းတဲ့အချက်တစ်ချက်ပဲရှိတယ်လက်ရှိပြိုင်ပွဲဆုံး current form နောက်ဆုံး5ပွဲဆက်ကြီးကြထားတဲ့အချက်ကြောင့်ဒီနေ့ပွဲမှာ Lecce ကြီးအောင်နိုင်တယ်ဒီတစ်ချက်ပဲရှိတယ်အဲ့တော့ခြေစွမ်းအရာကောကြီးအရာရောအရာတော့ Venezia အသင်းကို Lecce နိုင်မဲ့အနေထားမျိုးမရှိနေဘူးဗျเนาะအဲ့တော့ပြန်ကြည့်ရမယ်ဆိုရင်လည်း Lecce ဒီအိမ်ကွန်းမှာခြေစွမ်းအတီးကြီးမရှိဘူးဒါပေမဲ့အလဲအသင်းနဲ့အောက်ပိုင်းအသင်းတွေကိုတော့အသာစီးရခဲ့တာတော့များပါတယ်ဒီထဲမှာအောက်ဆုံးအသင်း Monza ဆိုတဲ့အသင်းပါပါတယ်เนาะ Monza အသင်းကို Lecce အိမ်ကွန်းမှာအဲ့ခံတော့ကလေဒဲကြီးပဲပေးခဲ့တာပေါ့နော်အဲ့တုန်းကလည်း 2-1 နဲ့ Monza အသင်းကိုနိုင်ခဲ့တဲ့အတွက် Monza ကိုတော့ဒဲကြီးပေးခဲ့တဲ့အနေအထားမျိုးမှာ Venezia အသင်းကိုအခုပေးတဲ့ကြီး level 30ဟာဒါပေးတဲ့G လို့တော့ဒါဆွဲတွေးပြီးယူဆလို့တော့ရတယ်ပေါ့လေဆိုတော့ Venezia ကိုပြန်ကြည့်ရင် Venezia Napoli လိုအသင်းကိုဒါတေးကန်ခဲ့တဲ့အသင်းမျိုးဖြစ်ပါတယ်နောက်ဆုံးပွဲမှာလည်း Bologna အသင်းကို Z1 နဲ့ကပ်ပြီးရှုံးတာပါ Atlanta အိမ်ကွန်းမှာ ZZ နဲ့တေးကန်နိုင်တဲ့ရလဒ်မျိုးဟာ Venezia လက်ရှိအနေထားရဒါချီတက်နေတယ်ပဲကျွန်တော်ကတော့ပြောရမှာပါအဲ့တော့ပြန်ပွဲဆုံးတောက်လျှောက်လဲကန်ဆယ်အသားပေးပြီးတော့ Andari ပဲကန်တဲ့အသင်းဖြစ်တဲ့အတွက်ဒီပွဲမှာနှလုံး30ရှုံးဆိုတဲ့ G အရเนาะ G အရနဲ့ခြေစွမ်းပိုင်းအရနေမယ်ဆိုရင်တော့ဒီပွဲကျွန်တော်တို့ဂိုးအောက်လေးတော့မစိုးပေါ့နော် body ကြီးကအရန်များပါတယ်ဆိုတော့ဖြစ်တဲ့အနေထားကတော့ Venezia ပဲနေနေတယ်ဒါပေမဲ့ Lecce ကလည်းတန်းစင်းဆုံးရုံအားလေးလည်းရှိတယ်လို့နောက်ဆုံးပြမတော့5ပွဲဆက်ရှုံးထားတာကြောင့်လာမဲ့တပွဲ2ပွဲအတွင်းမှာ Lecce ကြီးအောင်နိုင်တာကြောင့် body တွေကတော့နည်းနည်းလေးတော့အနေများမယ်လို့ယူဆရကြကျွန်တော် body လေးတော့မကြိုက်ဘူးเนาะရှောင်ထားပါတယ်အဲ့တော့မဖြစ်မနေရွေးမယ်ဆိုရင်တော့ဒီပွဲလေးတော့ကျွန်တော်ဂိုးအောက်လေးတော့ပါလေးပဲကြိုက်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲက Empoli နဲ့ Cagliari ဒီပွဲလေးတိတ်မကြိုက်ဘူးเนาะအဲ့တော့မကြိုက်ရတဲ့အချက်ကလည်းလက်ရှိပြန်ပွဲဆုံးဒါ head to head ဒါ Empoli နဲ့Cagliari ရဲ့ပြန်ဖို့ဆုံး6ပွဲဆက် head to head အရကြီးရှုံးထားပါတယ်ဆိုတော့ဒီလာမဲ့တကြောနဲ့ကြောအတွင်းမှာဒါဒီနှစ်သင်းထိပ်တက်တွေ့ဆုံမှုအရကြီးအောင်နိုင်တာကြောင့်ဒီပွဲကဒါကြီးအောင်နိုင်တဲ့အသင်းထဲမှာပါတာဖြစ်တဲ့အတွက်လည်း Empoli ကိုရှောင်ရခြင်းဖြစ်ပါတယ်အဲ့တော့ level 30ရှုံးကိုမှနှလုံး50ရှုံးဝင်ကိုပေးထားတယ်ပထမကြောမှာ Cagliari အိမ်ကွန်းမှာ level 50ရှုံးပေးတယ် Z2 နဲ့ဒီ Empoli အသင်းကအနိုင်ရခဲ့တာကြောင့်ဒီနေ့ဘက်မှာ Empoli ဘက်က level 50ပြန်ပြီးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲကစောစောအထက်ဆိုင်တော့နှစ်သင်းစလုံးကရမ်းမှတ်တော့အရန်ကြီးတော့မလို့ဆိုပေမဲ့ Empoli ကအိမ်ကွင်းဖြစ်တဲ့အတွက်ဒါ23မှတ်နဲ့ဒီနေ့ပွဲမှာနိုင်ရင်တော့ဒါတန်းစင်းဆုံးကနေလွတ်မဲ့ Lecce ကိုကြော်တက်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနှစ်သင်းစလုံးဒီနှစ်ပွဲစလုံးရဲ့ကြီးတွေကိုပေါင်းကြီးတွေကတော့ body ကြီးတွေကတော့တော်လေးစင်တူနေတာဖြစ်ပါတယ်အဲ့တော့ Empoli မနစ်ကပေးခဲ့တဲ့ဒီ Series A J1 ကတော့ဒါ Empoli အိမ်ကွန်းမှာ Cagliari အသင်းကို level 50ပေးခဲ့ပြီးတော့ Z1 နဲ့ Cagliari အသင်းကအနိုင်ရခဲ့တာဖြစ်တာကြောင့်အခုပေးတဲ့ J အရာစဉ်းစားမယ်ဆိုရင်လည်းပျော့တယ်ဗျာတီးလားနော်နှစ်ပွဲလုံးကတော့ Lecce ကြီးလည်းပျော့သလို Empoli ကြီးတော့ပျော့နေတယ်ဒါပေမဲ့ Empoli ကတော့လက်ရှိဒီဟာဒီမှာဒီအသင်းကြီးတွေကလွဲလို့ကျန်တဲ့အသင်းတွေကိုတော့ရလက်ကောင်းထားတာတွေ့ရတယ်တစ်ဖက်ကဒီ Cagliari အသင်းကတော့လက်ရှိအနေထားအရအဝေးကွင်းဒါခံစစ်အသားပေးပြီးစော်တယ်ဒါပေမဲ့နှလုံး50ရှုံးဆိုတဲ့ကြီးချောင်းတော့ကျွန်တော်ဒီပွဲတော့
ရှောင်ခြင်းနဲ့ဗျမကြိုက်ဘူးเนาะဖြစ်နိုင်တော့ရှောင်လိုက်ပါတော့ဖြစ်နိုင်တာတော့တီတစ်ပေါက်သွားမဲ့အနေထားလေးရှိတာကြောင့် level 30ဆိုတဲ့အနေထားကတော့နည်းလေးလန့်တယ်ပေါ့နော်ဆိုတော့နေမယ်ဆိုတော့ 1x double chance နဲ့တော့အဆင်ပြေလောက်မယ်ထင်ပါတယ်ဒီပွဲတော့ကျွန်တော်လုံးဝရှောင်နေတဲ့မှာပါပါတယ်အဲ့တော့နောက်ပွဲကတော့ကျွန်တော်ကြိုက်တယ် Torino အသင်းနဲ့ Verona အသင်းဖြစ်ပါတယ်ဆိုတော့ Torino ကဒါတစ်လုံး90ပေါင် level 100ရှုံးဝင်ရုံမှာနှလုံးတည်ကြီးနဲ့ပြန်ကားထားပါတယ်အဲ့တော့ Torino ရဲ့ဒီဟာဒီရဲ့ current form အရာကိုအိမ်ဝင်းဆိုရင်ခံစားသားပေးပြီးဆိုတော့ဒီဟာဒီဆော့တဲ့14ပွဲမှာ73ဂိုးသွင်းတယ်12ဂိုးပဲပေးထားရတယ်ဆိုတော့အိမ်ဝင်း current form တော်တော်လေးကောင်းပါတယ်เนาะအဲ့တော့ Torino ကလက်ရှိအဆင့်7မှာ39မှတ်နဲ့ရပ်တည်နေတာဖြစ်တဲ့အတွက်အဆင့်6 Fiorentina 52မှတ်နဲ့ရှင်တော့တော်တော်လေးလိုသွားပြီပေါ့လေเนาะအဲ့တော့12မှတ်လောက်လိုတဲ့အနေအထားမျိုးမှာTorino အနေနဲ့ဒီဟာဒီဥရောပဝင်ခွင့်အတွက်တော့မှန်းမှာတော့မဟုတ်တော့ဘူးဒါကြောင့်လက်ရှိကမ်းမဲ့အနေအထားအရအရန်ကြီးတော့အင်တာယာနဲ့ကံဘိုးတော့ရှိမယ်မထင်ဘူးတစ်ဖက်က Verona ကဒါတန်းစင်းစုံနဲ့တော်တော်လေးကွာနေတယ်9မှတ်လောက်ပြတ်နေတဲ့အနေအထားမျိုးမှာရမှတ်30အရ Torino လိုအိမ်ခွင့်မှာလက်ရှိ current form ရခန်းစစ်သားပေးပြီးဆော့ရင်တော့ရက်လက်ကောင်းနိုင်တယ်တီးတစ်ပေါက်တော့ရနိုင်တယ်ပေါ့နော်အဲ့တော့နှလုံးတည်ကြီးဆိုတဲ့အတွက်လေ Torino ဖွင့်ဆော့မယ်အနေအထားလို့တော့ကျွန်တော်တို့မမြင်ဘူးပထမကြောင့်မှဒဲကြီးပေးခဲ့တာဖြစ်ပါတယ် body ကြီးဒဲကြီးကို 2-3 နဲ့ Torino နိုင်ခဲ့တာကြောင့်ဒီနေ့ပေါ်မှာတကယ်တမ်းပေးတဲ့ကြီးကလည်းပဲ100ရှုံးကြီး Torino ဘက်ကပေးရမှာပါအဲ့တော့ပေးတဲ့ကြီးပေးထားတယ် head to head ရနောက်ဆုံး6ပွဲဆက်ကြီးကြထားတဲ့အချက်ကြောင့်လည်းဒီနေ့ပေါ်မှာ Torino ကြီးအောင်လာနိုင်ပါတယ်เนาะအဲ့တော့ Torino ပြန်ကြည့်ရင်လည်းလက်ရှိ current form ရခြေစွမ်းလေးမစိုးဒါပေမဲ့တေးပွဲလေးတွေအနေငယ်လေးများနေတယ်ဒီမှာပါမာအသင်းကိုတေးပါတယ်လာဇီယိုအသင်းကိုတေးပါတယ်ဂျီနိုအာအသင်းကိုတေးပါတယ်ဆိုတော့အင်္ဂလန်တောက်လျှောက်ကလည်းအန်တာတွေတော်တော်လေးများခဲ့ပါတယ်เนาะအဲ့တော့ body ကတော့ကောင်းတယ် AC Milan နိုင်တယ် Empoli နိုင်တယ်ဒါပေမဲ့ကတ်နိုင်တာများပါတယ်เนาะအဲ့တော့လက်ရှိအနေထားရတော့တန်းစင်းဆောင်က Empoli ကိုအပြင်းဆုံးပေးခဲ့တဲ့ကြီးက level 100ရှုံးမှရှိတာကြောင့်တစ်ဖက်က Verona အဆင့်14အသင်းကိုပေးတဲ့ကြီး level 100ရှုံးကြီးနဲ့ရှင်เนาะဒါပေးတဲ့ကြီးမျိုးဖြစ်ပါတယ် body ကြီး Torino အောင်နိုင်သောကြီးဖြစ်ပါတယ်တစ်ဖက်က Verona ကတော့လက်ရှိပြန်ပေါ်ဆုံးတောက်လျှောက်ကခံစစ်သားပြီးကန်နေနောက်ဆုံးပြန်ပေါ်ဆုံး6ပွဲမှာ5ပွဲ9အောက်ထားတာဖြစ်ပါတယ်အဝေးဝဲနောက်ဆုံး6ပွဲဆက်လဲ9အောက်ထားတာဖြစ်ပါတယ်အဲ့လိုအသင်းတွေမှာ Udine ကို Z1 ပါတယ် Juventus ကို 2Z AC Milan 1Z Monza ကို Z1 Venezia 1-1ဖြစ်ပါတယ်နောက်ဆုံးပွဲ Napoli အသင်းကို 2Z နဲ့ပဲကပ်ပြီးရှုံးထားတာကြောင့်ဒီပွဲတော့နှစ်သင်းပေါင်း3လုံးအထိမရောက်နိုင်ဘူးလို့ပဲကျွန်တော်ကတော့ယူဆပါတယ်အဲ့တော့ body ကြီးကတော့ Torino အောင်ပြဖို့များတယ် 1x double chance မဆိုးဘူးရွေးမယ်ဆိုတော့9အောက်လေးကြိုက်ပါတယ်เนาะဒီပွဲလေးတော့ကျွန်တော်မောင်းထဲမှာ Torino 9အောက်လေးထည့်ထားပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကတော့ Atalanta နဲ့ Lazio ပွဲဒီမှာတစ်လုံး50ပေါင်3လုံးကိုဒါ90ပေါင်နဲ့ပြန်ကာထားတယ်ပေါ့အဲ့တော့လက်ရှိလာဇီယိုမှာတော့သူတို့ရဲ့အဓိကကွင်းလယ်ကဂွမ်ဒိုစီမပါဘူးပေါ့နော်အနီးကနေပွဲပယ်ထားတဲ့အချက်ကြောင့်လာဇီယိုကန်စစ်ကလက်ရှိတိုင်းပဲတောက်လျှောက်ပေါက်နေစေဖြစ်ပါတယ်အဲ့တော့လာဇီယိုကတော့ပြီးခဲ့တဲ့ပွဲမှာအင်္ဂလန်မှာတိုရိုင်တိုကို1-1နဲ့ကန်နေပြင်မဲ့အဲ့ရှိကအဝေးဝင်းနောက်ဆုံးပွဲမှာဘောလောညာအသင်းကို9ဂိုးပြည့်နဲ့ရှုံးနေခဲ့တာဖြစ်ပါတယ်အဲ့တော့အဝေးဝင်းအားနေတဲ့အသင်းဖြစ်ပါတယ်လာဇီယိုကဒါပေမဲ့တောက်လျှောက်ကတော့သွင်းဂိုးတွေတော့ရတယ်ပေါ့နော် AC Milan အသင်းအင်္ဂလန်မှာတော့ 1-2 နဲ့ကန်ထားတယ်အင်တာကို 2-0 နဲ့ကန်ထားတယ်ဆိုတော့အဝေးဝင်းကတော့လာဇီယိုbody ခြေစွမ်းကမှန်းရခတ်ပါတယ်နော်အဲ့တော့အတီးကြတိတ်မရှိဘူးတစ်ဖက်က Atlanta အသင်းကတော့ချန်ပီယံဖြစ်ဖို့တော့တော်တော်လေးဝေးကွာသွားပြီပေါ့နော်အပေါ်ကအင်တာမီလန်နဲ့10မှတ်ထိပြတ်နေတဲ့အနေအထားမျိုးမှာဒီပွဲတော့အရန်ကြီးအင်တာရတဲ့စက္ကန့်ပဲအနေအထားမှာမရှိတော့ဘူးအဲ့တော့နောက်တစ်ချက်ကဒီအလန်နာရဲ့ပထမကြော့ကြီးလာဇီယိုအင်္ဂလန်မှာပေးတဲ့ကြီးအဝေးဝင်းကြီးကလည်းပဲ90ဖြစ်တာကြောင့်ဒီပေါ်မှာတစ်လုံး90ပေါင်ပေးရမှာပါအဲ့တော့ပေးတဲ့ကြီးမျိုးတော့ပေးထားတယ်မနက်ကပေးတဲ့ကြီးအောင်မှ level 100ရှုံးကြီးမှာဒါ3-1နဲ့အောင်ထားတဲ့အနေအထားပေါ့ဒီနော်ဒါကြောင့်အခုပေးတဲ့ကြီးကတော့ body ကြီးကဒီပေါ့ဒီအလန်နာဘက်က over 1.5 တကူနဲ့အထက်သွင်းနိုင်တဲ့ chance တော်တော်လေးများပါတယ်ဒါပေမဲ့အတလန်တာကိုပြန်ကြည့်ရင်အင်္ဂွင်းနောက်ဆုံး9ပွဲမှာတပွဲပဲတကိုးပဲရထားတယ်ပေါ့နော်နောက်ဆုံးအင်္ဂွင်း9ပွဲမှာမှတကိုးပဲရထားတဲ့အတလန်တာရဲ့တိုက်စစ်ပိုင်းကလက်ရှိ3လုံး90ပေါင်းနဲ့ရှင်ရရင်တလုံး90ပေါင်း body ဝင်ရုံနဲ့ရှင်ရရင်တော့ဒီပွဲက body ထက်ဆိုင်9 body ကပိုကောင်းမယ်ဗျ။ဘာလို့လာစီယိုရဲ့လက်ရှိ current form အရအဝေးဝင်းတောက်လျှောက်ဖွင့်ဆော့တဲ့အနေအထားမျိုးဖြစ်တာကြောင့်အချိန်မီလာစီယို9ရသွားနိုင်တယ်ပေါ့နော်။ဒါကြောင့်တလုံး90ပေါင်းဆိုတာဟာအမတန်အနေရများပါတယ်ဆိုတော့လာစီယိုတ9ရသွားနိုင်တယ်တေချာပေါ့ဒါ2-1တစ်ပေါက်ဖြစ်ဖို့များတယ်လို့လာစီယိုဘက်ကကြီးပဲလဲနှလုံးရနိုင်တဲ့အတွက်1-2 2-2ဒီလိုမျိုးရလက်တွေဖြစ်လာနိုင်တာကြောင့်3လုံး90ပေါင်းဆိုတဲ့ဂျေးရတော့ကျွန်တော်တို့ဒီပွဲလေး9ဘော်ပဲပို့သဘောကျပါတယ်နော် body ရှောင်းပါတယ်အဲ့တော့ဒီပွဲလေးတော့လာဇီယို9ဘော်လေးပါလေးကြိုက်ပါတယ်အဲ့တော့နောက်ဆုံးပွဲကတော့ Roma နဲ့ Juventus ပွဲဖြစ်ပါတယ် Roma ဘက်ကလည်းပဲ30ရှုံးကိုဒါနှလုံးကို40ရှုံးနဲ့ပြန်ကားထားတယ်ပထမကြော့ Juve အင်္ဂွန်းမှာ Juventus ကလုံး90ပေါင်ပေးခဲ့ပြီးတော့ ZZ ဆိုတဲ့ရလက်ထွက်ခဲ့တယ်ဒါကြောင့်ဒီဘောမှာတကယ်ပေးတဲ့ကြီးကဒီ Juventus ဘက်ကဒီအဝေးကွင်း level 50ရှုံးပေးရမယ်အနေထားပါဒါကို Roma ဘက်ကလည်းပဲ30ပေးတယ်ဆိုတော့ Juventus ရလက်ကောင်းဖို့မဖြစ်နိုင်ဘူးပြီးခဲ့တဲ့ရာသီမှာလည်းဒဲကြီးပေးပြီးတော့ Roma အင်္ဂွန်းမှာ1-1ဆိုတဲ့ရလက်မျိုးထွက်ခဲ့တာကြောင့်အခု Roma ပေးထားတဲ့ level 30ရှုံးဆိုတာဟာ Roma 1-8 double chance ပဲဝင်နိုင်မယ့်အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ Roma ကတော့လက်ရှိ Europa League ကနေဘီဘာအိုအသင်းကိုရှုံးနေပြီးထွက်လာရပါပြီအဲ့တော့သူတို့ကန်စရာဒါပဲရှိတယ်ပေါ့နော်အဲ့တော့ Roma ဟာနီးပြအသစ်လက်ထက်မှာအိမ်ဝင်လုံးဝ
ဟိုကြေးရှုံးတဲ့ပွဲလုံးဝမရှိသေးဘူးတောက်လျှောက်ကြီးကိုအောင်ထားတာပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ပွဲမှာတော့ draw လေးတော့ဖြစ်ခဲ့တယ် Cagliari အသင်းမှာတစ်လုံးသေး1-0နဲ့ပွဲပြီးခဲ့တယ်အဲ့တော့လက်ရှိပြန်ကြည့်ရရင်လည်း Napoli အသင်းကို1-1ကန်တယ် Eintracht Frankfurt ကိုဒါ2-0နဲ့ကန်ခဲ့ပြီးတော့ Lazio ကို2-0နဲ့နိုင်ခဲ့တာကြောင့်အသင်းကြီးဖြစ်တဲ့ Juventus အသင်းကိုလည်းပဲ30ရှုံးဆိုတဲ့ဖွင့်ဟမိုးဟာဒီပွဲကကျွန်တော်ထင်တော့ Roma အနေနဲ့ဟိုတရေပြင်ရှုံးနိုင်စရာမရှိဘူးလို့ပဲကျွန်တော်ယူဆတယ်ဒါပေမဲ့မြန်မာကြီးက30ရင်းရမှာဖြစ်တဲ့အတွက်နည်းနည်းလေးတော့လန့်ရတော့တရေတစ်ပေါက်အနေငယ်လေးကြောက်ရတယ် Juventus ကတော့လက်ရှိအဝေးဝင်ကတော့တောက်လျှောက်ခန်းစစ်ကပေါက်နေပါတယ် Fiorentina အင်္ဂလန်မှာတော့မှ3 goal ပြည့်နဲ့ရှုံးနေခဲ့တဲ့အနေအထားမျိုးမှာ Roma ကိုနိုင်ဖို့ဆိုတာတော့တိတ်တော့မဖြစ်နိုင်ဘူးအဲ့တော့ Roma ကဒီ Juventus ကလက်ရှိအနေထားရတာဥရောပချန်ပီယံလိဝင်ခွင့်အတက်ကတော့မျှော်လင့်လို့ရသေးတယ်ပေါ့နော်ဒါကြောင့်နှစ်သင်းစလုံးကတော့အကျိတ်နဲ့တော့ရှင်းပြိုင်ပါပဲဒါပေမဲ့နှလုံး40ရှုံးဆိုတဲ့ကိုပေါင်းကြီးကြောင့်အရန်ကြီးတော့နှစ်သင်းစလုံးဟာဖွင့်ကံမဲ့အနေအထားမျိုးတော့မရှိနိုင်တော့ဘူးအဲ့တော့ဒီပွဲလေးတော့ဟို 1x double chance Roma လေးတော့မစိုးဘူးလို့ထင်ပါတယ်เนาะအဲ့တော့ဒဲကြီးနဲ့ပဲပြောရရင်တော့ဒါ81ရာခိုင်နှုန်းနဲ့ပဲနေတော့ပိုအဆင်ပြေမယ်ထင်ပါတယ် level 30ကအချိန်ကြီးပေးရနိုင်တာကြောင့်ကျွန်တော်ဒီပွဲလေးတော့ 1x double chance Roma တော့မဟုတ်ဒဲကြီးနဲ့ Roma body လေးပဲကြိုက်ပါတယ် okay အဲ့တော့ကျွန်တော်ဒါဒီနေ့ဒါ series ရွေးချယ်မှုလေးပြီးပါပြီနောက် video မှာကျွန်တော်ဒါ La Liga တက်တပုတ်လာမယ်နောက်ပြီးရင်ဒါ Premier League ပွဲချုပ်3ချက်နဲ့ဒါဒီနေ့ရဲ့ရွေးချယ်မှုလေးတွေတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျခွက်လက်ပါဗျ